meaning ချက်ခဲမှာ grammar နဲ့စာအုပ်နဲ့ဖတ်လို့ရမှာနော်အဓိပ္ပာယ်ဒီမှာအဲ့တော့ meaning ကမကြက်မနေရကြက်ရမှာနော်ဒီမှာဆက်စအုပ်ချင်းအတန်းစားလို့ရှိရင် meaning မေးမှာနော်တယောက်ချင်းစီ meaning မေးမှာနော်အဲ့တော့ဒီမှာဒီဟာကဘယ်လိုအတန်းထွက်လဲဆိုတော့ဝါတာရှိအနတ္တာဝါတာရှိဆိုတော့ကျွန်တော်ကျမမျိုး meaning စာအုပ်ထဲရဟာနဲ့ဒီဗမာလိုနဲ့နည်းနည်းကွဲတဲ့ဟာကွဲနေလိမ့်မယ်ကိုယ်စာအုပ်ထဲအတိုင်းကိုကြက်နော်အနတ္တာဆိုတာသင်ခမနင်းဝါတာရှိဆိုတာအာယုံပြောတာအနတ္တာယူကိုပြောတာအာနိုဟိတိုဆိုတာဟိုလူအာနိုခတာဆိုတာဟိုပုဂ္ဂိုလ်ဟိုလူပဲအတူတူပဲယဉ်ကျေးအောင်သုံးလိုက်တဲ့အတုံးတော့အာနိုခတာနဲ့အာနိုဟိတိုနဲ့ဟိုလူပဲနော်အာနိုဟိတိုဆိုတာရိုးရိုးဟိုလူကဘာတူလဲဟိုသူဟိုတယောက်ကဘာတူလဲနော်နည်းနည်းလူကြီးလူကောင်းဆန်ဆန်အသက်ကြီးကြီးဆိုလို့ရှိရင်ဟိုပုဂ္ဂိုလ်ကဘာတူလဲအဲ့လိုမေးချင်တယ်ဆိုရင်အာနိုခတာနော်နောက်တစ်ခုကစံဒီအတုံလေးကိုဆရာမကနာနီနာနီလို့ခေါ်တယ်နာနီနာနီဆိုတာအဲ့ဒီနေရာမှာကြိုက်တာထဲပေါ့နော်အဲ့တော့ဒီအတွန့်လေးနဲ့စမ်းဆိုလို့ရှိရင်နာနီနာနီစမ်းနော်ဒီမှာဆိုလို့ရှိရင်ထထဆန်ပလဲဖြူဆန်နာမည်ရဲ့နောက်မှာထည့်သုံးတာကိုယ်နာမည်ရဲ့နောက်မှာဆိုမတော်ဘူးဒါပဲနော်ချန်ဆိုတာကဆရာမတို့ဗာလဲဆိုတော့10နှစ်အောက်ကလေးတွေကိုသုံးတာချန်ဆိုတာကခုနကတွေ့လိုက်တဲ့တဲတဲစားချန်တော့နော်ချန်ကကလေးတွေမှာသုံးတာဂျင်းဆိုတာလူမျိုးနိုင်နာနေဂျင်းအမေရိကဂျင်းဆိုအမေရိကန်လူမျိုးမြန်မာဂျင်းဆိုမြန်မာလူမျိုးနော်စန်းစိတ်ဆိုတော့ကဆရာကိုပြောတာနော်အဲ့ဒီခုနကအတန်ပေါင်းတာတွေမှမရဘူးဆိုရှင်တို့ဟောဒီအတန်တွက်တွေအမှမီးနှင်းချက်လို့မရဘူးနော်တလွဲတွေချက်မှာနော်အားကြောင့်မို့အတန်ပေါင်းတာတွေကိုရအောင်လုပ်လို့ပြောတာစန်းစိတ်ဆိုတာဆရာပြောရှိဆိုတာကလည်းဆရာပဲဒါပေမဲ့အလုတ်အကင်မှာသုံးတာဆရာမဆိုဆရာမရဲ့အလုတ်အကင်ရပါလဲဆိုခေါရှိနော်နောက်တစ်ခုကဂခုစေဂက်ဆေးလို့ထပ်တယ်ဂက်ဆေးဆိုတာចောင်းသားចောင်းသူခိုင်းရှာအင်းကုမ္ပဏီဝင်တဲ့ရှာအင်းဝင်တဲ့ဂင်းခိုးအင်းဘဏ်ဝင်တဲ့ဣရှဆရာဝန်ခန်းကျူရှသုတေသနပြုလုပ်တဲ့သူဒိုင်ဂခုတက္ကသိုလ်ရောအင်းစေးရုံဓာတယ်ဘသူဥနဲ့အတူတူပဲဒိုနာတာကလည်းဘသူလဲပဲနော်အာနိုဟီတိုကဓာတယ်သက်စကအာနိုဟီတိုဆိုရင်ဓာတယ်နဲ့သုံးတယ်အာနိုခတာဆိုလို့ရှိရင်ဒိုနာတာနဲ့သုံးတယ်ဒါပဲနော်အဲ့ဒီအသုံးလေးရှိမယ်နောက်တစ်ခုကဆိုင်ဆိုတာကအသက်ကိုပြောတာနန်းဆိုင်ဆိုရင်အသက်ဘယ်နှစ်နှစ်လဲအိုဤခုဆွဆိုတာကလည်းအသက်ဘယ်နှစ်နှစ်လဲလို့ပြောတာ height ဆိုတာဟုတ်ကဲ့ EA ဆိုတာဟင်းအင်းနော်နောက်တစ်ခုကဟာဂျီမေမရှိတဲ့ဆိုတွေ့ရတာဝမ်းသာပါတယ် nice to meet you နဲ့အတူတူပဲခါရခီမရှိတာဆိုနိုင်နာနီကနေလာခဲ့ပါတယ်လာပါတယ်မြန်မာခါရခီမရှိတာကဆိုမြန်မာကနေလာပါတယ်ဒိုးဆိုယောရရှိခုအိုနေဂါရှိမဆိုလို့ရှိရင်ခေခေမေမေရင်းနီးနီးဆက်ဆံပေးပါအဲ့ဒီမှာဗမာလိုကလည်းအဲ့အဓိပ္ပာယ်ဒီပါပဲနောက်တစ်ခုက Shiseides ငါဆိုတာတစ်စိမ့်လောက်စိတ်မရှိပါနဲ့အိုနာမအေဝနာမည်ဘယ်လိုခေါ်လဲကိုချီရာဝနိုင်နာနီဆန်ဒက်ဒါမိတ်ဆက်တဲ့အခါမှာသုံးတဲ့ဟာတွေပေါ့နော်ကိုချီရာဝထထဆန်ဒက်ဆိုလို့ရှိရင်ဒီဘက်ကတော့ထထဖြစ်ပါတယ်နော်အဲ့တော့ဒီမှာလာပြီသူ့ရဲ့မြို့တွေဟိုဟာတွေခတာခနာတွေနော်ခတာခနာမရသေးရင်ပြမရဘူးနော်အမေရိကအမေရိကန်အီဂီရီဆိုအင်္ဂလန်အင်ဒိုအိန္ဒိယအင်ဒိုနီးရှားအင်ဒိုနီးရှားခန်ခုခုတောင်ကိုရီးယားထိုင်းချူဂိုခုဒိုအီဆွနီဟွန်ဂျပန်ဘူရာဂျီးဘရာဇီးအောက်ကဒီဟာတွေကြက်စရာမလို IMC ရဲ့နောက်ကအဲ့ဒါတွေကြက်စရာမလိုဒါဘာလဲဆိုတော့သူထဲမှာပါတဲ့အလုပ်အကိုင်ဟိုဟာတွေကိုပြောထားတာနာမည်တွေကိုပြောထားတာ IMC ကုမ္ပဏီတို့ပါပါလျက်စစ်ကုမ္ပဏီတို့ဘရာဇီးလေကြောင်းလိုင်းတို့ AKC ကုမ္ပဏီတို့ဖိုဘဲဆေးရုံတို့ဆာကူရာတက္ကသိုလ်တို့ဖူဂျီတက္ကသိုလ်တို့ဒါပဲနော်ဒီအောက်ကဒီဟာလေးတွေမကြည့်ရမှာနော်အဲ့ဒီခတာခနာစုံတဲ့ထိချက်ပေးရမှာရမလားတမီးတို့ဟိုဟာထဲမှာဆိုမီနင်းထဲမှာဆိုလို့ရှိရင်ရန်ရှူစီတို့ခိုင်းဝါတို့အဲ့ဒါမျိုးတွေခေါင်းစဉ်နေနဲ့ပါတယ်တွေ့လားတူလားကိုကအတူတူပဲမလားအားရမယ်နော်ပြည့်လွင်လဲရမယ်နော်အဲ့ဒါကိုအခုဆရာမဒီမှာလေးဟိုကလုပ်ပေးမယ်နို့ဟာဒီဟာအတန်ဖိုင်ဖွင့်ပေးမယ်နှစ်ခါဖွင့်ပေးမယ်လိုက်နားထောင်စီနော်အဲ့ဒီဟာရဲ့အတန်ဖိုင်သူ့ရဲ့ဂျပန်တန်ရဲ့အတန်ဖိုင်ဖွင့်ပေးမယ်ဒီကောင်က application ကဆရာမစီမှာအခုရှိတဲ့ application ကတောက်လျှောက် application က तू ကဒီကလေးတွေက
ဆက်မလုပ်တော့တာဆရာမရထားတာဒီသူတို့အဲ့ဒီမြန်မာနိုင်ငံကပဲသူဟိုဟာလုပ်ပြီး website အဲ့လိုရေးတဲ့ကလေးတွေပေါ့နော်အာ online မှာဒီနိုင်ငံခြားနေပြီးတော့မြန်မာပြည်ကပဲဖြစ်ဖြစ်အဲ့လိုလုပ်ထားတဲ့ဟာတွေရှိတယ်အဲ့ဒီဟာတွေကကြတော့တလုံးချင်းစီပေါ့ဝါတာရှိကိုတစ်ခေါက်နှိပ်လိုက်ပေါ့အနတ္တကိုတစ်ခေါက်နှိပ်လိုက်ပေါ့အဲ့လိုမျိုးတစ်ခါစီလုပ်တဲ့ application ကတော့ရှိတယ် online မှာအဲ့ဒီဟာလည်းရှာကြည့်ပါမင်းသားတော့နေဟွန်ကောဆိုပြီးရှာကြည့်လိုက်လို့ဆိုရင်အဲ့ဒီဟာတွေရဲ့အတန်ထွက်တွေထွက်လာလိမ့်မယ်နော်ကိုကဒီအတန်တွေကိုမှန်မှန်ကန်ကန်ဟိုအောင်ဖြစ်ခဲ့မယ်အဲ့ဒီအတန်အတွက်ကိုနားထောင်ပြီးမှကြက်ပါစာကြက်တဲ့အခါမှာရမယ်နော်ဒီကနေပြီးတော့အခုဒီမှာနားထောင်ဖို့ရအောင်နှစ်ခေါက်ဖွင့်ပြလိုက်မယ်နော်အဲ့ဒါနားထောင်ပြီးမှကြက်ပါနားလိမ့်မယ်နော်第1課ကြားရလား言葉私あなたあの人あの方さんちゃん人先生教師学生会社員社員銀行員医者研究者大学病院誰どなた歳何歳おいくつはいいいえ練習 C はじめましてから来ましたどうぞよろしくお願いします失礼ですがお名前はこちらはさんですアメリカイギリスインドインドネシア韓国タイ中国ドイツ日本ブラジル IMC パワー電機ブラジルエアー AKC 神戸病院桜大学富士大学はいရမလားကြက်လို့ရမလားဒီကောင်ကို record လုပ်ထားတယ်နော်အဲ့ဒီ record အဲ့ဒီဟာကိုပြန်ပြီးတဲ့အခါကျတော့ပြန်နှားထောင်ပြီးကြက်နော်ကိုယ့်ဘက်တော့ကိုဒီ online ကနေရှာတဲ့ဟာအဆင်မပြေဘူးဆိုအခုဒီအတန်ကိုပြန်နှားထောင်ပြီးကြက်လို့ရတယ်နော် record ကိုနောက်တစ်ခေါက်ဖွင့်ပြမယ်နော်第1課言葉私あなたあの人あの方さんちゃん人先生教師学生会社員社員銀行員医者研究者大学病院誰どなた歳何歳おいくつはいいいえ練習 C はじめましてから来ましたどうぞよろしくお願いします失礼ですがお名前はこちらはさんですアメリカイギリスインドインドネシア韓国タイ中国ドイツ日本ブラジル IMC パワー電機ブラジルエアー AKC 神戸病院桜大学富士大学はいရမယ်နော်ကြက်လို့ရ